ဒါပေမဲ့ဒီကနေ့ခေတ်အတွက်သတင်းကောက်တစ်ခုကတော့ SCP-4975 ဟာလက်ရှိအချိန်မှာတော့အပြင်လောကမှာရှိမနေပဲ SCP Foundation ကထိန်းသိမ်းထားတာပဲဖြစ်ပါတယ်အထူးစီမံတည်ဆောက်ထားတဲ့အခန်းတစ်ခုမှာထည့်ပိတ်ထိန်းသိမ်းထားတာဖြစ်ပါတယ်သူကို Foundation အဖွဲ့ကဒီလိုမျိုးထိန်းသိမ်းနိုင်ဖို့ဆိုတာလည်းအတော်လေးစူးစမ်းခဲ့ရတာပါဂျာမနီနိုင်ငံကအနက်ရောက်နေမြေလို့သတ်မှတ်ထားတဲ့ဒေသတစ်ခုမှာနေထိုင်တဲ့လူတစ်ယောက်ကထူးဆန်းတဲ့အတန်တွေကြားရတာ၄လလောက်ရှိပြီဆိုပြီး Foundation ကိုသတင်းပေးပို့လာတာကြောင့်တွားရောက်စုံစမ်းဖို့အတွက် Foundation Agent တွေကိုစေလွှတ်ခဲ့ကြတာပါအဲ့ဒီလူကတော့သူကြားနေရတဲ့အတန်ဟာစိတ်များထင်သလားဒါမှမဟုတ်တယောက်ကသူ့ကိုစားနောက်နေသလားဆိုပြီးတွေးနေခဲ့တာပါ Foundation Agent တွေကသူ့ကိုခေါ်ဆောင်သွားခဲ့ကြပြီးအတန်ကိုသူစကြားခဲ့တဲ့နေရာကိုလည်းလမ်းပြစေခဲ့ကြပါတယ်အဲ့ဒီအတန်ကိုသူကြားခဲ့ရတာကတော့တစ်တော်တစ်ခုတည်းမှလို့ဆိုပါတယ်အဲ့ဒီနောက်သူအပါဝင် agent တွေနဲ့အတူတူတစ်တော်တွေကိုဝင်လာတဲ့အခါမှာတော့ဒီလူဟာအရန်ကိုကြောက်နေတာကိုတွေ့ရပါတယ်လမ်းလျှောက်လာကြရင်ရုတ်တရက်ရက်လိုက်ပြီးတပင်ကိုလက်ညှိုးထိုးညွှန်ပြကကျွန်တော်အဲ့ဒီတပင်မှာအတန်ကိုကြားခဲ့ရတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်တပင်ကိုကြည့်ရင်အမျိုးသားဟာမျက်လုံးပြူးမျက်စံပြူးနဲ့ပိုပြီးကြောက်လာတာကိုလည်းတွေ့ရပါတယ်သူရဲ့အမူအရာတွေကြောင့် agent တွေလည်းသူတို့ရဲ့လက်နက်တွေကိုအစင်သင်ပြင်လိုက်ကြပြီးတပင်ကိုဝိုင်းထားလိုက်ကြပါတယ်ဒါပေမဲ့တပင်ပတ်လိုက်မှာတော့ဘာမှမတွေ့ရပါဘူးအဲ့ဒီနောက်မှာတော့ခလန်လန့်ကနေကြည်နေတဲ့ဒီလူကတော့တစ်ပင်ကိုကြည့်ရင်လက်ညှိုးထိုးပြီးကြောက်လန့်တကြားအော်လိုက်ပါတယ်ပြီးတော့မြေကြီးပေါ်ကိုလဲကျသွားပြီးမမြင်ရတဲ့တတဝါတကောင်ကောင်ရဲ့ရေးရေးဆက်ဆက်တက်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်ဒါကြောင့် agent တွေဟာဘာတတဝါလဲဆိုတာမမြင်ရတာကြောင့်မှန်းစာပြီးတနက်နဲ့ဇက်တိုက်ပစ်လိုက်ကြပါတယ်ဒါပေမဲ့တနက်ကြီးစံတွေကလေးသေးရောက်သွားပြီးဘာကူမှထိမှန်ပုံလည်းမရပါဘူးအဲဒီနောက်တော့ agent တယောက်ကလဲကျသွားတဲ့လူရဲ့ခန္ဓာကိုယ်ကိုဆွဲထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့ယူလို့မရတဲ့အားတစ်ခုကပြန်ပြီးဆွဲထားတာကိုခန်းစားလိုက်ရပါတယ်။ဆွဲထုတ်လို့မရသလိုကဲတင်လို့လည်းမရဖြစ်ပြီးအောက်ကလူကလည်းနာကျင်လွန်းလို့အော်နေတာကြောင့်နောက်ဆုံးမှာတော့လူကိုပဲနာကျင်မှုဝေဒနာကိုအမြန်မေးသွားအောင်တနက်နဲ့ပြစ်တက်ပေးလိုက်ပါတယ်။